တပြေရဲ့သဘောတရားမကြည့်ပါကွယ်ဟိုစားပါတော့ဒီလူမရှိတာ3လလောက်မှလေ तू ကလေပွင့်လိုက်တာတော့တခါလဲပြန်လာတော့လေတခါလဲအပွင့်နေနဲ့အဲ့ဒါမှဟို10ရက်လောက်ပဲရှိသေးတယ်ဒီလားရောက်တော့ရေတွေပေးလိုက်တာတီးလိုက်တာကွယ်တခါလဲမကြည့်ပါအောင်လားအဲ့ဒါသူ့ကိုရေဖြတ်ပေးရတဲ့သဘောတရားထင်တယ်နော်ရေမလောင်းမှပဲတခါတည်းမှပဲပွင့်ကြတီးကြလိုက်တာအဲ့ပဲ3လလောက်အိမ်မှာလူမရှိတာလေခဲနေရောပဲပြင်လေးရခိုင်းနေရေပေးတော့လေရေဆက်မပြတ်ပေးတော့မတီးဘူးသူကကြည့်ပါအောင်အပင်လုံးကတော့ဒီလောက်နေမော်နော်အဲ့ဒါအကိုင်းကနေပဲစိုက်တာပဲတီးလိုက်တာကွယ်ဒီနေ့ကလူမရှိမှပဲပို့တီးနေတယ်အဲ့ဒါ3လရေဖြတ်တာ3လလူမရှိတော့မှပဲခါလဲတီးလိုက်တာကွယ်မကြည့်ကြပါဘူး10ရက်လောက်ပဲရှိသေးတယ်အသီးလေးတွေအဲ့လိုကြီးသွားတာရေပေးလိုက်တာကဲနင်းဒီလေးတွေစားကြမယ်နော်နင်းဒီလေးတွေစားချင်လာခဲ့နော်